skin care review လေးလာပြပေးမယ်နော်ဒါကနှစ်သုံးနေတဲ့ဘူးတွေပေါ့နော်တချို့ဘူးတွေဆိုရင်လည်းသုံးပြီးတော့ပြစ်လိုက်တဲ့ဘူးတွေလည်းရှိတယ်ဒါနင်းပြပေးမယ်နင်းအကြိုက်ဆုံးတဲ့ကဘာတွေပါလဲဆိုပြပေးမယ်နော်ဒါကဆိုရင်နင်းသုံးထားတဲ့ဟာတွေပေါ့နော်ပြပေးမယ်ရှင်ကဲမျက်နှာတစ်ကလေးကိုအရင်ပြပေးမယ်နော်သုံးနေတဲ့မျက်နှာတစ်က ordinary ရဲ့ Caria ရဲ့ Anora ရဲ့ဒီ slash လေးရဲ့ Vita Dark Spot ရဲ့နောက်ပြီးတော့ဒီ Beauty Form ကဒီပန်းရောင်နဲ့အပြာရောင်လေးအရန်ကြိုက်တယ်beauty form ထဲကဒီအပြာရောင်နဲ့ပန်းရောင်လေးကလည်းအမြဲတမ်းဖောက်တုံးဖြစ်တယ်။သူ့ရဲ့ဘူးခုံကဆိုရင်နှင်းပြစ်လိုက်တာဘယ်နှဘူးမြောက်မှန်းမသိဘူး။အရန်ကြိုက်အခုထက်ထိလည်းသုံးနေတော့အရန်ကောင်းတယ်သူကလေမျက်နှာပေါ်မှာဝက်ချက်စီပူတင်တဲ့ message ရှိနေပါစေသုံးလို့ရတယ်မျက်နှာတင်နောက်ပြီးတော့ collagen အရန်ကိုပါဝင်တဲ့မျက်နှာတစ်ဖြစ်တာမလို့အရေးကြောင့်သမားတွေအသားရည်တင်းရင်မှုအတွက်ရယ်နော်အငြိကြီးတွေကောင်းကောင်းမွန်မွန်တက်ရှင်ဖို့အတွက်ဒီနှစ်ခုကိုရွေးတော့ပေါ့နော်ရွှေပေါက်ရမ်းကျန်နေတယ်ဆိုအပြာရောင်လေးယူရွှေပေါက်မကျဲဘူးဆိုရင်ပန်းမရောင်လေးကိုယူနောက်ပြီးတော့ဒီမှာ Vita Dark Spot လေးကဆိုကိုရဲ့မျက်နှာထဲမှာတိတက်ရအဘက်ဆက်ရအမှတ်6ရရှိတယ်ဆိုသူ့ကိုတော့နောက်ပြီးတော့ဒီ Salicylic Acid ကသူ့ကိုတုံးထားတယ်လေ2024ကတုံးထားတယ်သူ့ရဲ့ဘူးခုံကတော့နှင်းပြစ်လိုက်ပြီးဘူးခုံနှစ်ဘူးကပြစ်လိုက်ပြီးဒါဆို3ဘူးမြောက်ပေါ့နော်ဒါအရန်ကောင်းတယ်ဘာအတွက်ကောင်းလဲဆိုတော့ကိုရဲ့မျက်နှာမှာရှိတဲ့စားဝက်ချံရဲ့အစီဖုရဲ့ဝက်ချံရဲ့တက်တာတယ်သူ့ကိုညဘက်3ပေးပို့ကောင်းတယ်စားဝက်ချံစီဖုရဲ့ဝက်ချံတက်လေးကိုတိတိမိမိနဲ့တက်တာပေါ့နော်နောက်ပြီးတော့ဒီမြင် Anora ထက်က beauty ဒီ form လေးပေါ့နော်ဒီမျက်နှာတင်အရန်ကောင်းတယ်ဒါကဘာအတွက်3ပေးရလဲဆိုတော့ကိုကလေမနေ့နေ့ကသုံးချင်တယ်ဒီလိုမျိုး slash acid လိုမျိုးကောင်းတာလိုချင်တယ်မနေ့နေ့ကသုံးချင်တယ်ဆို Anora လေးကိုရွေးဖို့တိုက်တွန်းချင်တယ်သူကလေမျက်နှာမှာရှိနေတဲ့တက်ဆက်တွေနောက်ပြီးတော့ဝက်ချံတွေအစီဖုတွေစားဝက်ချံတွေထိထိမိမိတတ်တာစေတယ်စားဝက်ချံရှင်းရှင်းတဲ့သူတွေဆိုဒါလေးကိုတော့ဒီမှာဆိုကာဒီဂန်ပေါ့နော်ဒီမှာသူလေးကတော့အဆက်ပြောက်သမားအတွက်3ပေးတစ်ပါတယ်ဒီမှာဆိုရင်ဒီ ordinary ထဲကဟာပေါ့နော်တိုက်တယ်ဆိုရင်3ပေါ့နော်ဒါပေမဲ့သူကနည်းနည်းအပြော့စားထဲမှာပါတာပေါ့နော်ကောင်းတယ်ဒါပေမဲ့နင်းကတော့ဒါကိုတပူးမြောက်ပဲတုံးတယ်ဘာဖြစ်လဲဆိုတော့တခြားမျက်နှာတစ်တွေများလို့အဲ့ဒါကြောင့်နော်cleansing water လေးပြပေးမယ်ဒီမှာနင်းအမြဲတမ်းဆွဲသုံးနေတဲ့ cleansing water နှမျိုး GM နဲ့ Bioda မှာအရန်ကြိုက်တော့အရန်ကြတိနှမျိုးကိုပဲအမြဲတမ်းဆွဲသုံးနေတယ်ပေါ့နော် cleansing water ကမျက်နှာပေါ်မှာရှိနေတဲ့ဒီချွေးပေါက်ထဲမှာရှိပိုက်ဆုပ်နေတဲ့အညစ်အကြေးတွေဖုံးမအညစ်အကြေးတွေကိုလိမ့်ထားတဲ့ဟာမှန်တယ်များမိုက်ကအချင်းကျန်တွေနောက်ပြီး skin care ချင်းကျန်တွေကိုရှင်းထုတ်ပေးဖို့ watch စီဖို့မဖြစ်ဖို့သူ့ကိုသုံးပေးရချင်းဖြစ်ပါတယ် Biorama ကတော့ဆရာဝန်ညုံပေါ့နော် Biorama ကတော့စေကြည့်တယ်ဒီလိုမျိုးဘူးကြီးလိုမျိုးဒီ Biorama လိုမျိုးကောင်းတဲ့ဟာရှာနေတယ်ဆို GM လေးကိုတော့ဒီနှမျိုးကအာနိတင်တော်တော်လေးကိုတူတယ်စေးကွာတယ်ဒါကစေးချိုတယ်ဒါကစေးကြီးတာပေါ့နော်အဲ့ဒါကို Biorama လိုမျိုးကောင်းတဲ့ဟာရှာနေတယ်ဆို GM လေးကိုတော့သူကဘူးအကိစ္စအကြားကြီးတောင်းလို့ရတယ်ဒီလားတိုနာပေါ့နော်ဒါနင်းသုံးတဲ့တိုနာဒါကလန်ခေါင်းလေးပါနော်လန်ခေါင်းတိုနာလေးပါလက်ဟောင်းလေးပေါ့နော်သုံးနေတာဒီတပူ400 ml ကိုအခုထိမကုန်သေးဘူးနော်အရန်ကောင်းတော့နောက်ပြီးတော့သူကအရေးကြောင်းသမားတွေတင်းတဲ့အမဲဆက်သမားတွေတုံးပေးတာနောက်ပြီးတော့ဒီမှာနှင်းဆိုရင်ဒီ Anora လေးအရန်စိုက်တယ်2024ကလေးက3လာခဲ့တယ်အခု2025 2026အထိ3လာခဲ့သူစီကတုံးထားတာဘယ်နှဘူးမြောက်မှန်းမသိဘူးဘူးခုံဆိုအများကြီးပဲဘူးခုံတွေကလေပြစ်လိုက်တဲ့ဘူးခုံတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်ဒါလေးကဆိုနှစ်အဆွဲမြဲမြဲသုံးဆုံးသူကဝက်ချက်စီဖူနီယောင်ရမ်းတွေတက်တာတဲ့ skin barrier ကောင်းတယ်အခုလက်ရှိနှင်းဆဆဖောက်တုံးနေတဲ့ဒီ round love ထဲကလေဒီ Anora လိုမျိုးပဲအရန်ကောင်းတယ်သူက10ကျော်တက်တဲ့ကုန်းကုန်းဆောင်မိခင်တွေပါတုံးလို့ရတယ်အပြော့စားထဲမှာလည်းပါတယ်နော်သူကဝက်ချက်စီဖူတွေနောက်ပြီးတော့ဝက်ချက်စီဖူတားရည်နီအောင်မြန်နဲ့ sensitive skin ကပါတုံးလို့ရတယ်ဒါလေးကတော့နှင်းကပေါက်ပြောက်ဖို့အတွက်ရယ်ဒူးမဲဂျိုင်းမဲကုန်းမဲတရောင်စင်မဲအတွက်တုံးပေးတယ်နောက်သူကတော့မျက်နှာလည်းတုံးလို့ရတယ်သူလိုခဏကိုခုလောတုံးလို့ရတယ်မျက်နှာလေးကမျက်နှာညစ်တာနောက်ပြီးအမာရွက်အမဲဆက်ရှိတယ်ဆိုသူ့ကိုတုံးပေးလို့ရတယ်တပတ်ကိုတစ်ကြိမ်နှစ်ကြိမ်ပဲတုံးခဏကိုတပတ်ကိုနှစ်ကြိမ်အဲ့လောက်ပဲတုံးနော်ဒူးမဲကောင်းမဲဒူးမဲဂျိုင်းမဲပါညာမဲအားလုံးတက်တာတဲ့ပေါက်ပြောက်တယ်နော်မျက်နှာလေးဝင်းတယ်နောက်ပြီးတော့ဒီစန္ဒလာလေးကတော့နှင်းဘူးသေးပဲဖောက်တုံးထားတယ်ဒီနှစ်ဘူးမြောက်ပေါ့နော်တော်တော်လေးကိုကောင်းတယ်ဘာကြောင့်ကောင်းလဲဆိုတော့သူကလေအထိခိုက်လွယ်တဲ့အသားရည်သမားတော်တော်လေးကိုစင်ပြေတယ် sensitive skin နောက်ပြီးတော့ညနာလေးskin barrier ပစ္စည်းတဲ့သူအတွက်တော်တော်လေးကိုကောင်းတဲ့အပြင်မှာဝက်ချက်စီဖူလည်းတက်တာဒီစမ်းလာဒီမှာဆိုရင် natural ဘူးကြီးကလေ900 ml ဖြစ်လို့နှင်းကဒီ900 ml ဘူးအကိုက်ကိုမဖောက်ဘဲနဲ့ဒီအသေးလေးကိုပဲသုံးတယ်အရန်ကောင်းတယ်သူကလေမျက်နှာအသားရည်ညစ်တာတွေအမဲရှိတာတွေချွတ်ပေါက်ကျတာတွေအသားရည်မွေးချောက်တာတွေသူ့ကိုသုံးပြီးတော်တော်လေးကိုကောင်းတဲ့တိုနာထဲမှာလည်းပါတယ်သူ့ထက်က900 ml လေးဆေးလက်တစ်3လက်ကောင်းတယ်ကွယ်
ဒီမှာပေါ့နော်စန္ဒလာနှင်းလက်ရှိသုံးနေတဲ့စန္ဒလာအယောင်လေးကဆိုပန်းရောင်ရဲ့အဖြူရောင်ရဲ့အညိုရောင်ရဲ့ပေါ့နော်ဒီစန္ဒလာအညိုရောင်လေးကနှင်းသုံးတာများတယ်ဒီဘူးတသေးကလေနှင်းဆက်ဆက်သုံးတယ်ဘူးတသေးနဲ့သုံးတယ်ဒီအခန်းမပြောင်းခင်တုန်းကဒီဘူးအသေးလဲပြစ်ချလိုက်ရတယ်ဒီပလင်းအခုကလည်းကွေးသွားတယ်တပူးပေါ့နော်အခုလက်ရှိအသေးဖောက်ထားတာပေါ့နော်အရန်ကောင်းတော့လီပါဒါကတော့မျက်နှာပေါ်မှာရှိနေတဲ့စာဝက်ချက်စီဖြင့်အသားရည်မြစ်တာတွေချွေးပေါက်ကျတာတွေသူ့ကိုတော့ဒါလေးကဆိုရင်ဝက်ချက်အစီဖုကြောက်ကျန်ခဲ့တဲ့အမာရွအမဲဆက်တွေသူ့ကိုတော့ပေးစန္ဒလာညိုရောင်လေးကဆိုရင်ဝက်ချက်အစီဖုရဲ့အသားရည်ညီအောင်မြန်းတာရဲ့တတ်တာရှင်တဲ့ဝက်ချက်အစီဖုပျောက်ချင်တဲ့သူတွေတုံးပေး skin barrier ပျက်စီးနေတဲ့သူတွေတုံးပေးတော်တော်လေးကိုကောင်းတယ်အသားရည် glow glass skin ရတဲ့ M ဖြူတွေပါနော်တော်လေးကိုကောင်းတယ်ဒါကတော့မျက်နှာဖြူတဲ့တင်းတဲ့အမဲဆက်တတ်တာတဲ့မျက်နှာညစ်တာတွေတတ်တာတယ်တော်တော်လေးကိုကောင်းတဲ့အထဲမှာလည်းပါတာပေါ့နော်ဒါကတော့နှင်းတောက်နေတဲ့ serum လေးပေါ့နော်SSY ရဲ့ Purity ရဲ့ Vitadex ရဲ့Freedom ရဲ့ Anora ရဲ့ကျင်းစင်းရဲ့ W Intensive ရဲ့နော်ဒီအထဲမှာဆိုရင်ပဒါကနှစ်အကြိုက်ဆုံးလဲဆိုတာအားလုံးကိုကြိုက်တယ်ဒါလေးကတော့ကိုယ့်ရဲ့မျက်နှာကအမာရွအမဲဆက်မကြသေးခင်ကဖြစ်ထားတယ်ဆိုသူ့ကိုတော့အရှင်းပြောက်တယ်မျက်နှာမှာဝက်ချက်စီဖူးရှိရင်မတုံးနဲ့ဝက်ချက်စီဖူးရှိတယ်ဝက်ချက်စီဖူးပြောက်ရှင်တယ်ဆိုဒါလေးကိုတုံးဒါလေးကိုတုံးနော်နောက်ပြီးတော့ဒါလေးကိုတော့ဒီ၃မျိုးထည့်ကိုတော့ဒါလေးကဆိုရင်မျက်နှာညစ်တယ်တင်းတဲ့မဲဆက်ရှိတယ်ဆိုသူ့ကိုတော့ဒါ Anora ထက်က Pix Serum လေးကမျက်နှာညစ်တယ်ချွေးပေါက်ကျဲတယ်အသားရည်ညစ်ပြီးတော့အမဲဆက်ရှိတယ်ဆိုသူ့ကိုတော့ဒါလေးကဆိုဝက်ချက်သမားအတွက်တော့နော်အဲ့လိုမျိုးခွဲသုံးပေးရတာပေါ့နော်ဒါကတော့နှစ်အကြိုက်ဆုံးထဲက moisturizer ပေါ့နော်ဒီမှာ glass to glow ဈေးလက်တစ်တဲ့သုံးလက်ကောင်းတဲ့ဝက်ချက်စီဖူးတတ်တာပြီးတော့မျက်နှာဖြူတယ် brightening effect ပေးတာမျက်နှာဆိုကြည့် glow တဲ့ဒီမှာဆိုပြောစရာမလိုလောက်အောင်ကောင်းတဲ့ဒီမှာclinic moisturizer ပေါ့နော်နှင်းကတော့ပူသေးပဲသုံးတယ်ပူကြီးကသုံးတာမကုန်ပါဆိုလို့ဒီမှာသုံးတဲ့ moisturizer တွေကများလို့နောက်ပြီးတော့ဒီမှာ Vitadex ကဆိုရင်အမဲဆက်တင်းတိတ်တမအတွက်သုံးပေးပါမျက်နှာဖြူတယ်နောက်ပြီးတော့ဒီမှာmanicure ကဆိုအရန်ကောင်းတယ် collagen တော်တော်လေးကိုဖြစ်တင်ပေးတယ်တူလေးကလေအမာရွအမဲဆက်အသားညစ်တာတွေတတ်တာပြီးတော့အသားရည်ပြောင်းကြည့်လို့ပြီးတော့အသားရည်လေ collagen တက်တော်တော်လေးဖြစ်တင်ပေးတယ်တညလိမ့်ရင်မနက်မိုးလင်းကြရင်အရန်တိတာတွေမျက်နှာလေးကနူးညက်ဆက်ပြီးတော့တော်တော်လေးကိုနုပြိုတဲ့အထဲမှာပါပါတာကြီးတင်းရင်းတယ်ပေါ့နော်ဒီမှာဆိုရင်ဝက်ချက်စီဖူးအတွက်သုံးပြီးတယ်မျက်နှာရားတာဝက်ချက်စီဖူးတက်တာတဲ့ဒါလေးကဆိုရင်ရေတက်ပြည့်တဲ့အစီပြန်တဲ့သူတမတော်တော်လေးကိုကောင်းတယ်ရေတက်ပြည့်ပြီးတော့ဝက်ချက်စီဖူးတက်တာတဲ့ဖြူရီတူလေးကဆိုရင်အသားရည်ရားပြီးတော့အသားရည်နီအောင်ရမ်းပြီးတော့တူလေးကဆိုရင် skin barrier တက်တာတဲ့ဒါလေးလဲမဲဆက်ရဲ့ skin barrier တဲ့ဝက်ချက်စီဖူးရဲ့ဒါလေးကဝက်ချက်ပေါ့နော်ဝက်ချက်ရဲ့တင်းတိုက်သမားလဲသုံးလို့ရတယ်အမာရုပ်မှာသုံးလို့ရတယ်ဒါလေးကဆိုရင်အစီဖူးသမားဆွဲရဲ့မျက်နှာလေးနီးပြီးတော့အသားရည်မငင်ညာနဲ့ရေတဲ့နေတဲ့သူတွေဆိုသုံးပေးတယ်ဒီ moisturizer နှစ်အကျိုက်ဆုံးတဲ့က moisturizer ပေါ့ဒါလေးကဆို ordinary ချက်က spin ပေါက်စေဒါကမြက်ကွင်းညိုတဲ့ခါကျရင်သုံးပေးဒါနှင်းသုံးနေတဲ့ sunscreen NSA ရဲ့ Essential ရဲ့Purex ရဲ့ POG ရဲ့ကျင်းစင်းရဲ့ပေါ့နော်ဒါလေးအရန်ကြိုက်တယ်တစ်ပတ်ကို2ကြိမ်တည်းမဲ့3ယုံနဲ့clean mask ကတ်ထားရုံနဲ့ရှိမစလိုမျိုးကတ်15မိနစ်ပြန်ပြီးတော့တောက်ချလိုက်ရေစေးချလိုက်ရုံနဲ့ချွေးပေါက်ကျဲတာတတ်တာတဲ့ဝက်ချက်စီဖူးတွေနီအောင်မြန်တာအသားရည်ရတာတော်တော်လေးကိုတတ်တာတဲ့ဝက်ချက်စီဖူးတမရွေးတစ်တယ်ဒါလေးကဆိုရင်နှင်းသုံးနေတဲ့ရှိမတ်ပေါ့နော်ဒီ carrot ထက်က skin food ထက်ကရှိမတ်ပေါ့နော်ဒီလိုမျိုးဘူးနဲ့ဝယ်ပြီးတော့အချက်30ပါတယ်အထောက်နဲ့ဝယ်ရင်မတန်ဘူးဘူးနဲ့ဝယ်အချက်30ပါတယ်တပတ်ကိုတစ်ကြိမ်နှစ်ကြိမ်သုံးပေးရုံနဲ့တော်တော်လေးကိုကောင်းတယ်သူ့ကိုနေ့တိုင်းသုံးလို့ရတော်တော်လေးကိုကောင်းတယ်မျက်နှာလေးကောင်းတယ်ဒါလေးကဆိုဝက်ချက်စီဖူးတမသုံးပေးတဲ့ toner pack ဒါနှင်းတောက်နေတဲ့ collagen နေ့တိုင်းတောက်နေတဲ့ collagen တွေအရန်ကောင်းတဲ့ collagen တွေပါ